ရှင်တို့ထမင်းမစားပြရတာကြားလို့ဒါကတော့ဒီမှာငါးတုံးလေးတွေလည်းပါတယ်ငါးငပိချက်900ပို့ပါငါးငပိချက်900ပို့ကျမတို့စီမှာတော့ဘတ်ဂျက်ပေါ့နော်ဒါအတူအမြုပ်ကဒီမှာဒီထဲမှာလဲပစုံရွက်တွေရောက်ပြီးတာဒါလည်းအတူအမြုပ်ကလည်း900ပို့အတူမြုပ်ထဲမှာဆိုရင်ဒီလိုမျိုးပဲသီးပြုတ်တွေပါတယ်ဒီလိုမျိုးအပြုတ်တွေပါတယ်ပြီးရင်ရုံးလေးသီး3000ပါတယ်ပြီးရင်ဒီလိုမျိုးအရွက်လည်းပါသေးတယ်ပြင်းပြင်းသားရကိုနဲ့လည်းသိနေရဆိုတော့ပို့ထည့်ပေးတာငါးငပိချက်ကလေအရသာကောင်းတယ်နော်ဘယ်လိုမျိုးရောင်းနေဆိုရင်မဲ့ရောင်းနေဆိုရင်မဲ့လေကောင်းတယ်အရွက်လေးတွေလည်းပါတယ်ဘာရွက်တွေတော့မသိဘူးငါငပိချက်ချက်ထားမယ်ညတော့ငါလည်းဟုတ်ပါအိုင်းမောင်းကြည့်ရဲတဲ့ချက်ပုံချက်နေကောင်းငါမိကြ900ဘုန်းနဲ့အတူမျိုး900ပေါ့အရွက်900ပေါ့အများကြီးရအင်းရမြစ်ထောင်းဒါနဲ့တည်းအေးလို့မကမ်းဘူးပျော်ပွဲမုံနဲ့မိုးပါမှာအခက်လိုက်ကြီး